နှစ်ပတ်ပဲ training ဆင်းထားတဲ့အသင်းကိုရှုံးရတယ်လို့ United ရေမြမသမိုင်းဝင်တာတခုကိုပြောရမယ်ဆိုလို့ရှိရင်တော့မန်ယူဘက်ကိုဂိုးသွင်းမှုတဲ့ပထမဆုံးစံချိန်တွေမြန်မာကစားသမားကတော့မမောင်လွင်ဖြစ်သွားခဲ့ပါပြီ။မမောင်လွင်တယောက်ကန်ဆာတာစမ်းထားပါပြီ။မန်ယူအသင်းဘက်ကိုဂိုးသွင်းတဲ့ပထမဆုံးမြန်မာကစားသမားဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီ။အင်္ဂလန်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့မေဘတ်ချဲလက်ကပ်ပြိုင်ပွဲကိုမေ28ရက်ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာရှိတဲ့ဘူကစ်ဂျာလီကွင်းမှာကျင်းပခဲ့ပြီးမမောင်လွင်ရဲ့တကိုးလေးနဲ့သာအာဆီယံအော်စတာအသင်းကတကူဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါပြီ။မမောင်လွင်ကဒီပွဲမှာပွဲထွက်ကစားခွင့်မရခဲ့ပေမဲ့ဒုတိယပိုင်းအစမှာလူစားဝင်ကစားခွင့်ရခဲ့ပြီးတော့82မိနစ်မှာတော့အနိုင်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပါပြီ။အဲဒီဂိုးကြောင့်မမောင်လွင်ကနာမည်ကြီးအင်္ဂလန်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းကိုဂိုးသွင်းမှုတဲ့ပထမဆုံးမြန်မာကစားသမားဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီ။မမောင်လွင်ကလူစားဝင်ကစားပြီးတဲ့နောက်ညာတော်မှန်တိုက်စစ်နေရာမှာကစားခွင့်ရခဲ့ပြီးဂိုးသမားနဲ့တဦးချင်းရင်ဆိုင်အတွေ့မှာတီတီငိမ့်ငိမ့်ပဲအနိုင်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပါပြီ။မမောင်လင်ရဲ့အနိုင်ဂိုးဟာပြီးခဲ့တဲ့ရာသီမှာဖလားလက်မဲ့ဖြစ်ခဲ့ရပြီးစံချိန်တင်ရှုံးပွဲတွေကိုရင်ဆိုင်ခဲ့ရတဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုဖိအားတွေပို့ပြီးတော့တိုးသွားစေတဲ့ရှုံးပွဲတစ်ပွဲလေးဖြစ်ခဲ့ပါသည်။အာဆီယံဘောလုံးဖွဲ့ချုပ်ကမန်ယူနဲ့ကစားဖို့အတွက်အော်စတာအသင်းကိုအဖွဲ့ဝင်12နိုင်ငံကကစားသမားတွေနဲ့ဖွဲ့စည်းခဲ့ပြီးတော့နီးပြချုပ်ဖြစ်ဗီယက်နမ်လက်ရွေးစင်အသင်းနီးပြတောင်ကိုရီးယားနိုင်ငံသားကင်ဆန်ရှစ်ကိုကင်တွယ်စေခဲ့တာဖြစ်ပါသည်။ယူနိုက်တက်အသင်းကပွဲထွက်လူစင်းမှာအိုနာနာမက်ဂွိုင်ယာဟွိုက်လန်ကက်စမီရိုဒလော့ကိုဗီမိုင်တို့စားတဲ့ကစားသမားတွေကိုအသုံးပြုခဲ့ပြီးမိနစ်30ကတည်းကကစားသမားတွေကိုပြောင်းလဲခဲ့တာဖြစ်ပါရီ။မန်ချက်စတာယူနိုက်တက်အသင်းကဒုတိယပိုင်းမှာတော့ဘရူနိုဖော်ဒနက်ဂါနာချိုအာမတ်စားတဲ့ကစားသမားတွေကိုလဲလှယ်အသုံးပြုခဲ့ပါရီ။ယူနိုက်တက်အသင်းကပွဲစကတည်းကဖိကစားနိုင်ပေမဲ့အာဆီယံအော်စတာအသင်းရဲ့နောက်တန်းကိုမကျော်နိုင်လို့ထိရောက်တဲ့ဂိုးသွင်းခွင့်တွေလည်းမရသလိုပထမပိုင်းမှာဂိုးရနိုင်တဲ့အခွင့်အရေးလည်းအနည်းငယ်သာရရှိခဲ့တာပါ။အာဆီယံအော်စတာအသင်းကတော့မန်ယူကိုပထမပိုင်းမှာကတည်းကဂိုးပေါက်ချင်းချောက်မှုအချို့ပြုလုပ်နိုင်ခဲ့ပါရီ။ဒါပေမဲ့လည်းဂိုးမသွင်းနိုင်လို့ပထမပိုင်းမှာတော့ဂိုးမရှိသေးရလက်ကိုရခဲ့ပါရီ။ဒုတိယပိုင်းရောက်တဲ့အခါမှာတော့ယူနိုက်တက်အသင်းအနေနဲ့ပို့ပြီးတော့ဖိကစားနိုင်တယ်ဆိုပေမဲ့ဂိုးရနိုင်တဲ့အခွင့်အရေးတွေကိုကြတော့အာဆီယံအော်စတာအသင်းကပို့ပြီးတော့ရခဲ့ပြီးအခွင့်အရေးနှစ်ကြိမ်မှလည်းတကိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါရီ။ဒုတိယပိုင်းမှာရရှိခဲ့တဲ့ပထမဆုံးအပိုင်အခွင့်အရေးကိုတော့မမောင်လွင်ကဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီးဒီပွဲပြီးကန်ဒီထက်မှန်ရရှိတဲ့အခွင့်အရေးကိုတော့ယူနိုက်တက်ရဲ့နောက်ခံလူအီဗန်စ်ကဖျက်ထုတ်နိုင်ခဲ့တာဖြစ်ပါရီ။မန်ယူနိုက်တက်အသင်းကိုအနိုင်ဂိုးသွင်းယူခဲ့တဲ့မမောင်လွင်က professional ကစားသမားဘဝကိုဟန်တာရီယူနိုက်တက်အသင်းမှာစတင်ခဲ့ပြီးတဲ့နောက်ရန်ကုန်ယူနိုက်တက်အသင်းကိုပြောင်းရွှေ့ခဲ့ပါရီ။အဲဒီနောက်2021ခုနှစ်မှာထိုင်းကလပ်လန်ဖိုဝါရီယာအသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါရီ။မမောင်လွင်က2015 U20 ကမ္ဘာဖလားပြိုင်ပွဲဝင်ခွင့်ရတဲ့မြန်မာ U20 ကစားသမားတဦးလည်းဖြစ်ပြီး2016ခုနှစ်ကတည်းကမြန်မာလက်ရွေးစင်အသင်းမှာရွေးချယ်ခံခဲ့ရသူဖြစ်ပါရီ။မမောင်လွင်က2021ခုနှစ်မှာမြန်မာလက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပြီးပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကကျင်းပခဲ့တဲ့အာဆီယံကပ်ပြိုင်ပွဲအင်ဒိုနီးရှားပွဲတဲ့အပြီးမှာပရိသတ်ကိုဆဲဆိုမှုကြောင့်မလို့အသင်းခေါင်းဆောင်ယာရုကနေရုပ်သိမ်းခံထားရပါသည်။မမောင်လွင်ကနောက်ပိုင်းပွဲတွေမှာတော့ပြန်လည်စူးစမ်းခဲ့တာကြောင့်မလို့အသင်းအတွက်အရေးပါတဲ့ဂိုးတွေကိုသွင်းယူနိုင်ခဲ့တဲ့ပြီးပရိသတ်ရဲ့အားပေးမှုလည်းပြန်လည်ရရှိခဲ့ပါသည်။